အားလုံးမင်္ဂလာပါလီယိုဂီတာမြန်မာနေကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ကိုရီမိုရဲ့တခန်းရက်ဆိုတဲ့သချင်းလေးကိုဂီတာကြီးတွေလုပ်ပေးပါမယ်သူရဲ့ကီကတော့ B ပေါ့နော်B ကီကိုကျွန်တော်တို့ကပ်ပူ၄ပါးမှာညှက်ပြီးတော့ကျွန်တော်တို့ G ကီနဲ့တီးပါမယ်နော် B ကီနော် original B နော်ကပ်ပူ၄ပါးမှာညှက်ပြီးတော့ကျွန်တော် G နဲ့တီးမယ်ကီကတော့ B ကီပဲနော် Okay အဲ့ဒါဆိုသူရဲ့ပါဝင်တဲ့ chord လေးတွေက major chord တွေအနေနဲ့G D C F B B ကဒီမှာဒီလိုမကန်ချင်ဘူးဆိုတော့ကန်လို့ရရမယ်နော်ဒီလိုလေးကန်လို့ရရမယ်နော်B major chord တွေကတော့အဲ့ဒါကြီးပါမယ် minor chord တွေအနေနဲ့ကA minor E minor နော် minor chord ဒီနေက A minor နဲ့ E minor နဲ့ B minor နဲ့နော် minor chord ဒီ minor chord 3ခုပါပါမယ်အဲ့တော့သူ့ရဲ့လက်ခတ်လေးသွားလိုက်အောင်နော်သူ့ရဲ့လက်ခတ်လေးက intro ဘိုင်းလေးမှာကအဲ့လိုလေးသွားရတယ်ပေါ့နော်အဲ့တော့ဘယ်လိုလေးလဲဆိုတော့ပြီးရင် G နဲ့ဒီရဟာပါ BC အဲ့လိုလေးပေါ့နော် Okay အဲ့ပြီးလို့ရှိရင်ကျွန်တော် rhythm တီးတဲ့နေရာမှာကျတော့ down 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 up down up down down up နော် down 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 up down up down down up down down up down up down down up အဲ့ရမယ်ပေါ့နော်လက်ခတ်လေးရတယ်အဲ့ဒါလေးပဲအဲ့တော့ကျွန်တော်တို့ဒီသချင်းလေးနဲ့တီးကြည့်လိုက်အောင်နော်minor နော်ဒီမှာ rest 1 2 3 4That's bien, Abby. C minor